ကဲအားလုံးပဲမင်္ဂလာပါရှင်ဒါလေးကတော့ပန်တိုရာချီစပန့်ပေါ့နော်ပန်ဒီဇိုင်းစုံလေးချုပ်ထားပေးတယ်အရန်လာတယ်အစင်လေးအရန်လာတယ်ချီလေးကတော့ပန်တိုရာချီပေါ့နော်ဒီမှာဝဲကအောက်ကလေးချုပ်ထားပေးပါတယ်သူ့ကိုလေအစင်စုံကာလာစုံလေးထည့်ထားပေးတယ်ကိုမတို့ကာလာကတော့4အောင်တော့မဟုတ်9အောင်ပါမယ်နော်ကိုမတို့ကာလာလိုင်းလေးကတော့ရွေးယူလို့မရဘူးတထုပ်မှဆိုရင်အနည်းဆုံးတော့ကာလာကတော့4အောင်ပိုင်လဲပါမယ်9အောင်ပိုင်လဲပါမယ်ပေါ့နော်မကြည့်အရန်လာရနော်အစင်လေးတွေကလေဒါလေးတွေကကနှုတ်စင်လေးတွေအခုဆိုအရန်ရှားသွားပြီအသားလေးကလည်းပန်တိုရာချီနေရမယ်ဘောင်းမြက်ရှင်ဆိုရင်39လောက်ထိမီနိုးလောက်ထားပေးတယ်ကွာဆိုရင်16လက်မပေါ့နော်တထုံမှဆိုရင်ဒါမျိုးအညိုနှစ်ထည်ပိုင်ပါမယ်ဒါမျိုးအနီနှစ်ထည်ပိုင်လဲပါမယ်ပေါ့နော်အစင်မတူတာလေးတော့ထည့်ထားပေးတယ်ဒီမှာဒါလေးဆိုနောက်တစ်ထည်ထောက်ပြမယ်ပေါ့နော်ဒီမှာကြည့်လှတယ်တော်လှတယ်ဒါလေးဆိုအနီရဲလေးကနှုတ်စင်လေးတွေနော်ဒီမှာအရန်လှတယ်ကိုမတို့တစ်ထည်ဥမမေမေကပန်တိုရာချီပေါင်းပြီးတစ်ထည်ဥမ6900ကျပ်ထက်နဲ့ပေးမှာပါအစင်လဲအစုံထည့်ထားပေးတယ်အယောင်ကလည်းတထုံမှဆို4ရောင်တော့မဟုတ်9ရောင်ပါမယ်ပေါ့နော်ဒီမှာကြည့်လှမလှမအရန်လှတယ်အသားလည်းအရန်အေးတယ်နော်ငါးထည်တစ်ထုပ်ကနေစပြီးတော့မာယူလို့ရတယ်ဆိုင်မှာလည်းအသားကိုလေးတေးချလာကင်ကြည့်ပြီးတော့ဝယ်လို့ရပါတယ်ရှေ့ဒီမှာနော်ဒါမျိုးဘောင်းပီလေးတွေ6900ကျပ်ပါဆိုင်မှာလည်းလာကြည့်လို့ရတယ်အိမ်ရောက်မှချလည်းပို့ဆောင်ပေးတယ်